Samsung ရဲ့ Family Hub ရေးခဲ့တဲ့တာမှာ Google Gemini AI ကိုထည့်သွင်းထားပါတယ်မင်္ဂလာပါဒီနေ့မှာတော့ Tech Locker ရဲ့အကြီးဆုံးပွဲတစ်ခုဖြစ်တဲ့ Samsung First Look 2026 ပွဲကအမိုက်စားနည်းပညာတွေကိုစုစည်းတင်ဆက်ပေးသွားမှာပါဒီပွဲမှာ Samsung ကဖုန်းတွေမှာလည်းမကပဲ TV ရေခဲတက်တာအဝတ် short set တွေအထိ AI ထည့်ပြီး AI Living ဆိုတဲ့ kit တစ်ခုကို mix ဆက်လိုက်ပါတယ်3နာရီကြာရဲ့ပွဲကိုအနည်းချုပ်ပြီးအကြိုက်ဆုံးထည့်မဲ့အချက်တွေကိုပဲရွေးထုတ်ထားပါတယ်စလိုက်ရအောင်ပထမဆုံးပြောချင်တာက TV အပိုင်းပါ Samsung က130လက်မချရှိတဲ့ Micro RGB နည်းပညာတစ်ကိုချပြခဲ့ပါတယ်ဒါကရွေးခွက်ပိုင်းမှာအတန်ဆန်ဆုံးနဲ့အတောက်ပါဆုံးလို့ပြောလို့ရပါတယ် Micro RGB အဖြစ် S95 HOLED ဆိုတဲ့အပားလွှာဆုံး TV ကိုလည်းပြသွားပါတယ်သူကနေရာနဲ့ကတ်နေအောင်တက်လို့ရတဲ့ Zero Gap Wall Mount ပါပါတယ်အဲ့ဒါကြောင့် TV ကိုနေရာမှာချိတ်ရင်အနောက်မှာဟားနေအောင်မျိုးမရှိတော့ပါဘူးနေရာမှာတက်ပုံပေါင်းကတ်ထားသလိုတရားတဲ့ကြပြီးအရန်လှသွားပါပြီနောက်တစ်ခုက TV ရဲ့ Tizen OS ကို9နှစ်အထိ update ပေးမယ်လို့ပြောသွားပါတယ်ဒါပေမဲ့ဒီထက်ပိုမိုက်တာကသူ့ရဲ့ software ပါ Vision AI Companion လို့ခေါ်တဲ့စနစ်တင်မှာဘောလုံးပွဲကြည့်နေရင်နောက်ခံပရိသတ်အတန်ကိုပဲနားထောင်ခြင်းနဲ့ကြီးညာသူအတန်ကိုနားမထောင်ခြင်းဘူးဆိုရင် AI နဲ့ဖျောက်ထားလို့ရပါပြီဒါအပြင် TV တွေကမင်းသားမင်းသမီးစားနေတဲ့ဟင်းပွဲကိုသဘောကျရင်ဒါဘယ်လိုချက်လဲလို့ TV remote ကတစ်ဆင့်မေးလိုက်တာနဲ့ချက်နီးကိုဖုန်းနဲ့တန်းပို့ပေးနေပါတယ် Samsung က Music Studio လို့ခေါ်တဲ့ speaker အသစ်တွေကိုမိတ်ဆက်ခဲ့ပါတယ်သူကအိမ်တွင်အလားဆင် PC ဒီဇိုင်နဲ့ထပ်ပြီး Spotify ခလုတ်ပါဝလို့ခလုတ်နှိပ်လိုက်တာနဲ့တချွင်းတန်းဖွင့်ပေးပါတယ်နောက်တစ်ခုကအိမ်ရှင်မတွေနဲ့တယောက်ထဲနေတဲ့သူတွေအကြိုက်ဆုံးဖြစ်မဲ့ Smart Home အပိုင်းမှာ Samsung ရဲ့ Family Hub ရေးခဲ့တဲ့တာမှာGoogle Gemini AI ကိုထည့်သွင်းထားပါတယ်။ရေခဲတက်တဲ့ထဲမှာဘာကြံသေးလဲဆိုတာကိုကင်မရာနဲ့ကြည့်ပြီး AI ကအမှတ်ပေးထားမယ်။ဥပမာကြက်ဥကုံတော့မယ်ဆိုသတိပေးမယ်။ပြီးတော့ရှိတဲ့ပစ္စည်းနဲ့ဘာဟင်းချက်စားရင်ကောင်းမလဲဆိုတာပါသူကအကြံပေးအောင်ပါပါ။ရေခဲတက်တာတကောက်ပေါ်က screen ကြီးမှာ YouTube ကဟင်းချက်နည်းဗီဒီယိုတွေကိုကြည့်ရင်လည်းအဆင့်လိုက်စာသားအဖြစ်ပြောင်းပေးပြီးမိဖို့စီကိုအပူချိန်ဘယ်လောက်ထားရမယ်ဆိုတာပါလှမ်းပို့ပေးနိုင်ပါတယ်။နောက်ပြီးအဝတ်လျှော်ဆက်အသစ်ကရှော့ဘီရဲ့အချောက်ပါတစ်ခါတည်းခံပေးတော့ဆက်တလုံးကနေတလုံးကိုအဝတ်ပြောင်းထည့်စရာမလိုတော့ပါဘူးအဝတ်လျှော်ဆက်အပြင် air dresser အသစ်ကိုလည်းမိတ်ဆက်ခဲ့ပါတယ်သူက shed အင်ချီတွေကိုချိတ်ထားရုံနဲ့လေပြင်းရေနွေးငွေတုံပြီးမိဘူးတိုက်တလိုမျိုးအရေးအကြောင်းတွေပြေပြောက်စေတဲ့ auto wrinkle care စနစ်ပါပါတယ်ဇယုတ်ဖုံးစုံဆက်ဆိုရင်လည်းကျန်းပြင်မှာရေမှောက်နေတာကော်ဖီဖိတ်နေတာတွေဆိုရှောင်ကွင်းသွားနိုင်တဲ့အထိညံကောင်းလာပါပြီဒီဇယုတ်ကဖုံဆုပ်တာတစ်ခုတည်းလို့တာမဟုတ်ပါဘူးသူ့မှာကင်မရာပါတဲ့အတွက်ရွေးလျား CCTV တစ်လုံးလိုပါသုံးလို့ရပါတယ်ဥပမာကိုကရုံရောက်နေပေမဲ့အိမ်ကခွေးလေးကြောင်လေးတွေဘာလုပ်နေလဲစိတ်ပူနေဖုန်းထဲကနေဒီဇယုတ်ကိုထိန်းချုပ်ပြီးဝင်ကြည့်ခိုင်းလို့ရပါတယ်ဖုန်းလဲရှင်းပေးအိမ်လဲစောင့်ပေးဆိုတော့တော်တော်လေးအသုံးဝင်မဲ့ PC ပါပဲ Samsung က HSB Insurance နဲ့လက်တွဲပြီးအိမ်အာမကန်ချေတက်တာမဲ့အစီအစဉ်ကိုပါမိတ်ဆက်လိုက်ပါတယ်ဘယ်လိုလုပ်မှလဲဆိုတော့အိမ်မှာရှိတဲ့ Samsung PC တွေက Smart Things နဲ့ချိတ်ထားတဲ့အတွက်ဥပမာရေပိုက်ပေါက်လို့ရေယိုတာမျိုးမိဘအန္တရာယ်ဖြစ်နိုင်တာမျိုးကိုအာယုံခံစနစ်တွေကနေတဆင့်ကြိုသိနိုင်ပါတယ်နောက်ဆုံးအနေနဲ့ကတော့ကျန်းမာရေးပါ Samsung Health ကအရင်လိုလမ်းလျှောက်တာလုပ်ပဲတိုင်းတာတော့မဟုတ်ပါဘူး Proactive Care ဆိုပြီးယောဂမခက်ခင်ကြိုကာကွယ်မဲ့စနစ်ကိုတွားနေပါပြီစိတ်ဝင်စားစရာအကောင်းဆုံးကတော့အိပ်ဆက်ခြင်းကိုကူညီပေးမယ် Sleep Coaching ပါကိုအိပ်ပျော်နေချိန်မှာ Galaxy Watch ကကိုခန္ဓာကိုယ်အပူချိန်ကိုတိုင်းတာပြီးအင်ကအဲကွန်းကိုအပူချိန်အလိုလျောက်အတိုးအလျှော့လွတ်ခိုင်းနိုင်ပါတယ်။ဒါအပြင်တက်ကြီးရွယ်အိုတို့အတွက် Alzheimer လိုမငမ်းချို့၍နဲ့ယောဂလက္ခဏာတွေကိုစောစီးစွာသိရှိနိုင်မဲ့စနစ်တွေလည်းပါဝင်လာပါတယ်။ကဲ Samsung ရဲ့2026ခြေလှမ်းကတော့ပစ္စည်းတိုင်းကို AI နဲ့ချိတ်ဆက်ပြီးလူတွေရဲ့နေ့စဉ်ဘဝကိုအဖော်မွန်တယောက်လိုကူညီပေးဖို့ပါပဲ။မိတ်ဆွေတို့ရောအခုပြောပြခဲ့တဲ့နည်းပညာတွေထဲမှာဘယ်နည်းပညာကိုအကြိုက်ဆုံးလဲ comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး